Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Pop Show အညိုကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါအာဆင်နယ်ပြင်သစ်နောက်ခံလူကစားသမားဝီလီယံဆလီဘာကတော့ကျွန်တော်တို့ကာလာအရှိစာနားရမယ်လို့အာဆင်နယ်ရဲ့သတင်းထုတ်ပြန်လာတယ်เนาะအာဆင်နယ်ရဲ့ကျွန်တော်တို့အသင်းရနေပြီးတော့သတင်းထုတ်ပြန်လာတယ်ဒီကျွန်တော်ဖာမဆိုလိုမဲတို့ရဲ့ကျွန်တော်တို့ပေါ်ပြထားပြီးတော့နောက်ကျောကျွန်တော်တို့ကြောဒန်ရကြောင့်ဒီခွဲစိတ်မှုကျွန်တော်တို့ကာလာရှိဆိုတာကျွန်တော်နားရမယ်ပေါ့เนาะဒါအာဆင်နယ်အတွက်တော့ဒါတကယ်ကိုသတင်းစိုးပါနော်ဒီအာဆင်နယ်ဆလီဘာဆိုဆလီဘာလို့ကျွန်တော်တို့ဂါဘီယယ်လို့နော်အဲ့လိုမျိုးဆန္ဒဘတ်တွေဆိုတာအာဆင်နယ်မှာအသက်သွေးကြောလို့တော့ကျွန်တော်ပြောလို့ရတယ်အာဆင်နယ်ဒီပြီးခဲ့တဲ့အရာဒီခံစစ်မှာဆိုလို့ဆိုရင်ဒါတိုင်းတစ်ခုလို့တော့ကျွန်တော်တို့ပြောလို့ရတယ်နော်ဒါတော်တော်အတွဲမိတဲ့ကစားသမားပါနော်ကျွန်တော်တို့သူကကျွန်တော်ဘယ်ပွဲမှာဒဏ်ရာရဲလို့မဟုတ်ဘူးသူရဲ့ဒီဘယ်လိုမျိုးပေါ့ကြောဒဏ်ရာပေါ့ဒီလိုမျိုးတာမန်ဒဏ်ရာပေါ့ဒီကစားခဲ့တဲ့ဟိုနေနဲ့ရခဲ့တဲ့ဒဏ်ရာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးနေမကောင်းသူကြောဒဏ်ရာဘာဒဏ်ရာတခုခုပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကလာရှိစာနားမှာဆိုတော့ကျွန်တော်ပြင်းများလေးတော်တော်ပွဲများကိုဒီလွဲချော်မလို့ကျွန်တော်တို့သိရတယ်ပေါ့နော်သူလွဲချော်မဆိုရင်ဒီကလာရှိစာနားမှာဆိုရင်ပြင်းများလေးဆိုကျွန်တော်တို့ဒုတိယအလဲပိုင်းလောက်မှကျွန်တော်ပါဖို့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံတကာနေရှင်နယ်ပရိတ်တွေနော်အဲ့လိုမျိုးဒီ2လ3လ4 5လအဲ့လိုမျိုးကလာရှိစာနားမှာပုံစံမျိုးပေါ့နော်ဒါအာဆင်နယ်အတွက်ဒါတော်တော်လေးကိုခေါင်းခဲစရာဖြစ်လာတယ်ပေါ့နော်ကျွန်တော်တို့အခုအာဆင်နယ်ကသတင်းထွက်နေတာပါတယ်ဒီဆလီဘာနားရမယ့်အတွက်ကျွန်တော်တို့နောက်ထပ်ကစားသမားကိုကျွန်တော်လိုက်နေတယ်ပေါ့နော်ခံစစ်ကစားသမားတယောက်လို့လိုက်နေတယ်ဒီကွန်ဆာလားမသိဘူးเนาะဒီအစရုံဘီလာတဲ့ကခံစစ်ကစားသမားကွန်ဆာလို့မျိုးတဲ့သတင်းတွေထွက်နေတယ်ပေါ့နော်ဒါပေမဲ့တိတိကျတော့ကျွန်တော်တို့ဒီခေါ်မယ်ပြုတ်မယ်ဆိုတော့တိကျတော့သတင်းတော့မထွက်သေးဘူးပေါ့နော်ဒီလိုမှအရေးကွာလို့ဒီလိုပြောထားတာအာဆင်နယ်မှာကြည့်မယ်ဆိုလို့ရှိရင်ခံစစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့သူတို့မှရွေးချယ်ကြအများကြီးရှိပါတယ်ဗောနော်ဒီဆလီဝီလီယံဆလီဘာမရှိပေမဲ့လည်းကျွန်တော်တို့မကမင်းတို့ပါလို့ဒီစားထိုးလို့ရတယ်ဗောလူငယ်ကစားသမားတွေပါသူတို့ရှိတယ်နော်ဒီကာလာဖီတို့ပါလို့လည်းကစားလို့ရတာပဲနော်ဒီအာဆင်နယ်မှာတိတ်ပြီးတော့ပြဿနာတော့ကြီးကြီးမားတော့မရှိဘူးဒါပေမဲ့အရေးကြီးတဲ့ချန်ပီယံလိတွေပါဆိုရင်တော့တကယ်ကိုပြဿနာကြီးတယ်နော်ဒီပရီးမီးယားလိမှာဆိုရင်တော့ဘာမှတော့တိတ်မဖြစ်ပေမဲ့လည်းကျွန်တော်တို့အရေးကြီးတဲ့ချန်ပီယံလိတွေနော်ပွဲကြက်တွေကာလာတွေပါဆိုလို့ဆိုရင်နောက်မိုင်းတွေမှာဆိုလို့ဆိုရင်ဆလီဘာလို့ပါလို့ဒီဂါဘီယယ်လို့မပိုင်တော်တော်ပြဿနာကြီးတယ်သူတို့အတွဲရဝီတင်ဆလီဘာနဲ့ဂါဘီယယ်အတွဲရကျွန်တော်ခံစစ်မှာဆိုလို့ဆိုရင်ကျွန်တော်တို့တေချာဆုံးခံစစ်ပဲနော်အခုဆလီဘာဆုံးရှုံးမှာဆိုလို့ဆိုရင်အာဆင်နယ်ကဒီခံစစ်ကတော်တော်လေးကိုပေါ့ရော်သွားမှာအနေထားမှာရှိတယ်ပေါ့နော်ဒါအာဆင်နယ်ပိတ်သက်တွေတော့တော်တော်လေးကိုမနှင်းဖြစ်စရာပဲနော်သူတို့လိုအပ်ပါတယ်ခံစစ်သမားလိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြင်းများလေးတို့ချန်ပီယံဖြစ်လာတာ။ချန်ပီယံကာကွယ်ဖို့ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးကစားသမားကောင်းကောင်းတယောက်လိုအပ်တယ်ပေါ့နော်။ဒီလိုဆိုရင်ဒီဆလီဘာနေရာကိုစားထိုးဖို့နော်ခံစစ်နေရာကိုဒီရေရှည်မဟုတ်ရင်တော့မှဆလီဘာပြန်လာတဲ့အထိဟိုဒီအရန်လေးတက်ကတ်ထားဖို့ဒါအာဆင်နယ်ကခံစစ်တယောက်တော်တော်လေးကိုအပြင်းထန်ပူပန်နေတယ်ပေါ့နော်။ဒါကျွန်တော်ညီကိုတို့ဒါဘယ်လိုမြင်ကြရလဲပေါ့နော်။ဒါအာဆင်နယ်ရဲ့ကျွန်တော်တို့ဝါရင်ကစားသမားနော်ပြင်တဲ့လက်ပြင်ကစားသမားကျွန်တော်တို့ဝီလီယံဆလီဘာကတော့ဒါဂျောဒန်ရကြောက်ကာလာရှိဆိုတာနားရမှာဆိုတော့ဒါအာဆင်နယ်ဘက်ကတော့ထုတ်ပြန်လာတာဒါအာဆင်နယ်ပိတ်သက်တွေတော့ဒါတော်တော်လေးကိုဝင်နေဖြစ်ကြမလို့ထင်တယ်ပေါ့နော်ဒါအမြင်လေးတွေကိုဒါဆွေးနွေးပြကြအောင်နော်အာဆင်နယ်ဘက်မှာအာဆင်နယ်ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်မှာလူတွေအများကြီးရှိတယ်ပေါ့နော်ခံစစ်မှာလည်းအများကြီးရှိတယ်နော်ဒီတော်တော်များများလူစင်းတင်တောက်တဲ့တဲမှာပါတယ်အခုလည်းဒါလူတွေသူတို့ထပ်ခေါ်နေတယ်ပေါ့နော်အခုလည်းကျွန်တော်တို့သတင်းတက်နေတယ်အဲဘာဒါလို့ပါလို့လားနော်တော်တော်လေးကိုသတင်းတက်နေတယ်နော်အများကြီးပါပဲနော်ဒီအဲဘာဒါခေါ်ဖို့ဒါသူတို့လူမနေကြောက်ကတော့ပါလို့အစားထိုးမှန်ကြောက်ကတော့ပါလို့လိုက်ပေးခုံဖို့သတင်းတောက်ချောက်နာမည်ကြီးနေတယ်ပေါ့နော်ဒါအဲ့လိုမျိုးတော့တက်နေဆိုတော့အာဆင်နယ်ကဒီရာသီမှာအမှန်ကန်ကိုသူလူတွေပါတွေကိုအမှန်ကန်လုပ်နေတာနော်ခံစစ်မှာလည်းသူအမှန်ကန်လုပ်တယ်ကွင်းလက်မှာလည်းသူတို့အမှန်ကန်လုပ်တယ်တိုက်စစ်မှာလည်းသူတို့တိုက်စစ်ကိုဒီထက်အားကောင်းလို့သူတို့ဖြည့်နေတယ်နော်အာဆင်နယ်ဒီယာတီမှာတော်တော်လေးကိုဟိုနေငွေ3ပြီးနေတော့ကျွန်တော်တို့မြင်တယ်ပေါ့နော်အနီးပြအတီတာသူကဒါနောက်ထပ်ချန်ပီယံလိဖလားချန်ပီယံဖလားလဲသူတို့ဘိုလ်လူပွဲတက်ထားတယ်ဆိုတော့ဒီယာတီမှာသူတို့ချန်ပီယံလိယူဖို့အတွက်သူတို့ရီမန်းချက်ထားတယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်အဲကြောင့်မို့သူတို့ဒီလူအင်အားတွေကိုအမှန်ကန်နှစ်သိန်းစာဖြည့်နေတယ်ဆိုတော့ဒါအာဆင်နယ်ကတော့ဒါနောက်ရသေးတယ်ကြောက်ဖို့ကောင်းမယ်ကျွန်တော်ထင်တယ်ပေါ့နော်ဆလီဘာတယောက်တန်ရရပါမယ်လဲအာဆင်နယ်အစိတ်ရှိတဲ့တင်ရှိနေတော့မယ်ကျွန်တော်တော့မြင်တယ်ပေါ့နော်ဒါကျွန်တော်ညီကိုတို့ဆွေးနွေးပြကြပါဦးနော်အာဆင်နယ်ရဲ့ပတ်သက်ပြီးတော့ဒါဝီလီယံဆလီဘာကာလာရှိစာနာမှာပတ်သက်ပြီးတော့ဘယ်လောက်ထိနားမဆိုတော့တင်တော့မထုတ်ပြန်တာဘူးနော်ဘယ်လောက်နားမဆိုတော့မသိသေးဘူးဒါပေမဲ့လည်း
ကလားရှိစာဆိုတော့ညီကိုတို့သိတာပါနော်ကလားရှိစာဆိုလို့ရှိရင် AC ရဲ့ကလားရှိစာဆိုလို့ရှိရင်အနည်းဆုံးလာနဲ့ချီနားမှာပဲနော်လာနဲ့ချီနားမှာဆိုတော့တော်တော်လေးတော့စိတ်မကောင်းစရာပဲနော်စလီပါအတွက်တော့နော်ဒါအမြင်လေးတွေဆွေးနွေးပြကြပါဦးနော်ကျွန်တော်ပြေကြည့်ကြညီကိုမိတ်ဆွေများတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးအများကြီးတင်ပါတယ်